ညီကိုတို့အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ချန်ပီယံလိရှုံးထွက်ပွဲစဉ်ဒုတိယအကျော်ပထမနေ့ပွဲစဉ်၄ပွဲရှိတယ်ဗျကျွန်တော်ဒီနေ့ညအတွက်ကျွန်တော်၄ပွဲလုံးကိုရွေးချယ်ထားပါတယ်ဆိုတော့ညီကိုတို့အချိုက်တူရဆိုလို့ရှိရင်လိုက်ဆော့လို့ရပါတယ်ဗျပထမဆုံးရွေးချယ်ပေးခြင်းတဲ့ပွဲကတော့အက်တလက်တီကိုနဲ့ကလပ်ဘရူရဲ့ပွဲစဉ်ဒီပွဲစဉ်မှာအက်တလက်တီကိုဘက်ကနေပြီးတော့1.60ဘော်ဒီကြီးပေးထားတဲ့ဂိုးပေါင်းကြီးအနေနဲ့3.50ဆိုပြီးတော့ပေးထားတယ်ဗျဆိုတော့လက်ရှိဘော်ဒီဈေးအရတော့အက်တလက်တီကိုအနေနဲ့အနည်းငယ်ပြင်းတယ်လို့ပြောလို့ရတယ်အဝေးခွဲမှာတော့တရေအနှုတ်100ဘော်ဒီကြီးပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အိမ်ခွဲမှာအက်တလက်တီကိုအနေနဲ့ပေးမယ်ဆိုလို့ရှိရင်1D ဆိုပြီးတော့ပေးလို့ရှိရင်တော့ရတယ်ဗျ1အနှုတ်30 1အနှုတ်20ဆိုလို့ရှိရင်တော့မှတော်တော်လေးကြီးပြင်းနေပြီလက်ရှိမှာတော့1အနှုတ်60အထိဘော်ဒီကြီးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲမှာအက်တလက်တီကိုအနေနဲ့အနေဆုံး2ဂိုးပြတ်မယ်လို့ယူဆထားမှုရတယ်ဆိုတော့ပထမဆုံးမှာတော့အက်တလက်တီကိုအနေနဲ့ C2 နဲ့ဥဆောင်တယ်ပြီးတော့မှပွဲပြီးသွားတဲ့အချိန်မှာ3ဂိုးစီတည်ချသွားခဲ့တယ်အဲ့ဒီပွဲစဉ်တော့ကလပ်ဘရူဘက်ကတော့မှပို့ပြီးတော့အသာလေးရခဲ့တာပေါ့နော်ဒါပေမဲ့ကလပ်ဘရူရဲ့အားနည်းချက်ကအဝေးကွင်းလို့ပြောလို့ရတယ်အိမ်ဝင်းမှာကောင်းသလောက်အဝေးကွင်းဆိုလို့ရှိရင်တိုက်စီပြောက်တတာကိုတွေ့ရတယ်အုပ်စုပွဲစဉ်၄ပွဲကစားထားတဲ့နေရာမှာဆိုလို့ရှိရင်လေဒီကိုင်ရက်အမ်မာဒီဆိုတဲ့အသင်းကိုပဲ1-4နဲ့နိုင်ခဲ့တာပေါ့နော်ကျန်တဲ့အဝေးကွင်း3ကွဲမှာဆိုလို့ရှိရင်စပိုတင်းကိုရီစီဘိုင်ယန်ကို4စီအတလန်တာကို2-1နဲ့တောင်မှရှုံးခဲ့တယ်ပေါ့နော်ဆိုတော့ကလပ်ဘရူအနေနဲ့အဝေးကွင်းဆိုရင်လုံးဝစိတ်ချလို့ရတဲ့အနေအထားမဟုတ်ဘူးအေရှင်အက်တလက်တီကိုကလည်းလက်ရှိမှာချန်ပီယံလိ9ပွဲကစားဖို့က9ပွဲလုံးမှာအပြန်အလှန်ဝင်းကိုတွေကိုမြင်တွေ့ခဲ့ရတယ်ဗျဆိုတော့အီကိုရဲ့နောက်တန်းကလည်းစိတ်ချလို့မရဘူးဒါပေမဲ့အိမ်ဝင်းမှာတော့အက်တလက်တီကိုရဲ့ဖိုက်စစ်အားကိုကျွန်တော်ယုံတယ်ဘာစီလိုနာကို40နဲ့ပူပူနွေ့နွေ့နိုင်ထားသလိုရှေ့မှာလည်းရီယယ်မက်ဒရစ်ကို5-2နဲ့အောင်မှအနိုင်ယူပြထားတာဗျဆိုတော့တီကိုရဲ့အိမ်ဝင်းတိုက်စစ်ကတော်တော်လေးကောင်းတယ်လုံးလုံးလက်လက်လည်းအစပန်ညို4-2နဲ့ဖိလာဒီကမှနိုင်ထားတယ်ပေါ့နော်ဆိုတော့1.60ဆိုတဲ့ body ဈေးနဲ့အက်တလက်တီကိုနိုင်သွားမယ်လို့ထင်တယ်။နောက်တစ်ချက်ကကြတော့ပထမအကျော်လုံးကတည်ရချထားတာဖြစ်တဲ့ကြောင့်မလို့ဧည့်သည်ကလပ်ဘရူကလည်းဒီပွဲမှာညှော်လင့်ချက်ရှိသေးတယ်ဗျ။ဆိုတော့ဒီပွဲမှာကလပ်ဘရူအနေနဲ့လည်းတိုက်စစ်ဖွင့်ကစားလာမယ်လို့ယုံကြည်တယ်။ဆိုတော့ဒီပွဲမှာတော့ကျွန်တော်ဇုံပေါ်ဝင်သွားမယ်လို့ထင်တယ်ဗျ။ဒါကြောင့်လည်းရွေးပါဆိုလို့ရှင်တော့ကျွန်တော်အက်တလက်တီကို body ကိုပဲပို့ပြီးတော့ဆော့စီရင်တယ်ဗျ။ဒီပွဲမှာတီကို2ဂိုးပြတ်မယ်လို့ကျွန်တော်ယုံပါတယ်။နောက်ထပ်ပွဲစဉ်အနေနဲ့လီဗာပူးဆယ်နဲ့အိုလံပီယာကိုစကဲပွဲကိုရွေးထားတယ်ဒီပွဲစဉ်မှာလီဗာပူးဆယ်ဘက်ကနေပြီးတော့1.60ဘော်လီကြီးပေးထားတယ်ကိုပေါင်းကြီးအနေနဲ့3ပေါင်း30ဆိုပြီးတော့ပေးထားတယ်ဗျဒီနှစ်သင်းကဒီယာဒီချန်ပီယံလိမှာ2ကြိမ်တွေ့ဘူးအုပ်စုပွဲနဲ့1ကြိမ်တွေ့ထားတယ်အိုလံပီယာကိုစကဲအိမ်ဝမ်မှာပထမအကျော်တွေ့ထားတယ်ပေါ့နော်နှစ်ပွဲလုံးမှာတစ်ခါကို1ကြိမ်စီနိုင်ထားတယ်နှစ်ပွဲလုံးကလည်း2-0ဆိုတဲ့ရလဒ်တွေပဲထွက်ထားတယ်ဗျဆိုတော့ဒီပွဲမှာပေးထားတဲ့3ပေါင်း30ဆိုတဲ့ကိုပေါင်းသေးတဲ့ကအနှဲငယ်ပြင်းတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ပထမအကျော်တော့ကတော့မှ2အနှုတ်100ဆိုတဲ့ကိုပေါင်းသေးတယ်ပဲပေးထားတာဗျာဆိုတော့ဒီပွဲမှာပေးမယ်ဆိုရင်တော့မှ3အပေါင်း60 3အပေါင်း80ဒီကိုပေါင်းသေးတဲ့ကတော်တော့ပြီလို့ကျွန်တော်မြင်တယ်လက်ရှိ3အပေါင်း30ဆိုတဲ့ကိုပေါင်းသေးတိုင်းကတော့တော်တော်လေးပြင်းတဲ့အတွက်ကြောင့်မလို့ဒီပွဲမှာအပြန်အလှန်ဂိုးတွေမြင်ရမယ်လို့ကျွန်တော်ထင်တယ်ဗျကစားခဲ့တဲ့အတူသီးနှစ်ပွဲရလေဂိုးရပါတဲ့ဘက်ကနေပြီးတော့ထိတ်ကစားသွားလို့သာဂိုးအောက်သွားရလို့ပဲကျွန်တော်မြင်တယ်အုပ်စုအဆင့်မှာတွေ့တော့ကအိုလံပီယာစကော့စ်အနေနဲ့တူးစီးနဲ့နိုင်တယ်အဲ့တော့ကလည်းအိုလံပီယာစကော့စ်ကကိုရပြီးတဲ့ကထိန်းဆော့တာဗျလီဗာပူးဆင်ကတောက်လျှောက်ဖိတယ်ဂိုးမသွင်းနိုင်ခဲ့ဘူးဂိုးအောက်သွားတယ်ပထမအကျော်တုန်းကလည်းလီဗာပူးဆင်ကဂိုးရသွားတယ်တူးစီးနဲ့နိုင်ခဲ့တယ်ဒါပေမဲ့အိုလံပီယာကို့စ်ကအဲ့ဘွဲမှာတောက်လျှောက်ဖိရဒါပေမဲ့ဂိုးမရခဲ့ဘူးပေါ့နော်ဒီဘွဲမှာတော့အိုလံပီယာကို့စ်အနေနဲ့လည်း2ဂိုးပြတ်ရှုံးထားတာဖြစ်တဲ့ကြောင့်မို့လို့ခွင့်ကစားမှရတော့မှာဆိုတော့အပြန်အလှန်ဂိုးတွေကိုကျွန်တော်မြင်တွေ့ရမယ်လို့ထင်တယ်ဘော်ဒီဈေးထက်ဂိုးပေါင်းဈေးထက်ကပို့ပြီးတော့ပြင်းနေတာဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်ဒီဘွဲမှာတော့ဘော်ဒီထက်ကျွန်တော်ဂိုးပေါ်ကိုပဲပို့ပြီးတော့ရွေးချယ်ခြင်းနဲ့အနေဆုံး3ဂိုးရောက်မဲ့ပွဲလို့ကျွန်တော်ယုံကြည်ရဗျနောက်ထပ်ပွဲစဉ်အနေနဲ့တော့အင်တာမီလန်နဲ့ဘိုတိုကလင်းရဲ့ပွဲစဉ်ဒီပွဲမှာအင်တာမီလန်ဘက်ကနေပြီးတော့2ပေါင်း20ဘော်ဒီရေးပေးထားတယ်ဂိုးပေါင်းကြီးအနေနဲ့4ပေါင်း80ဆိုပြီးတော့ပေးထားတယ်ဒီပွဲမှာအင်တာအနေနဲ့နိုင်လဲ2ဂိုးထပ်ပို့ပြီးတော့ဂိုးပြတ်မယ်လို့ကျွန်တော်မထင်ဘူးဗျအထူးသဖြင့်ဘိုတိုကလင်းကလက်ရှိမှာမန်စီးတီးအက်တလက်တီကိုပထမကြော့မှာလဲအင်တာကို3-1နဲ့တောင်မှအနိုင်ယူပြထားတာဗျဆိုတော့စိတ်သက်ပိုင်းရောကစားအားရောခြေစွမ်းရောအကောင်းဆုံးပုံစံမှာရောက်နေတယ်။နောက်တစ်ချက်ကကြတော့ဘိုတိုကလင်းကလက်ရှိမှာအနားရထားတာဗျ။နော်ဝေးလီကအခုချိန်ထိမစသေးဘူး။အဲ့အတွက်ကြောင့်မို့လို့ဘိုတိုကလင်းကဒီပွဲကိုအီဘီအားပြင်းနဲ့လာကစားမှာအင်တာမီလန်အနေနဲ့တော့ဂျားထဲမှာလက်ချီနဲ့ကစားထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အနေငယ်တော့ပွဲပန်းနေနိုင်တယ်ပေါ့နော်။ဆိုတော့အင်တာမီလန်ဒီပွဲမှာနိုင်လဲ2ဂိုးထပ်ပို့ပြီးတော့ပြတ်မယ်လို့ကျွန်တော်မထင်ဘူး။နောက်တစ်ချက်ကကြတော့အီတလီကလပ်တွေအနေနဲ့ချန်ပီယံလိမှာကမ်းပတ်တာရှားတယ်ဗျ။ဂိုးရင်ရရင်တော့အီတလီကလပ်တွေကထိန်းကစားတတ်တယ်ပေါ့နော်တကယ်လို့ဂိုးပေးလိုက်ရရင်တော့အီတလီကလပ်တွေအနေနဲ့ကမ်းပတ်တာတော်တော်လေးရှားသွားတယ်ချန်ပီယံလိစပြီးတော့ပြောင်းလဲသွားတယ်မိနစ်ကတော့စပြီးတော့ပေါ့နော်ဒီအဆင့်မှာအီတလီကလပ်3သင်းရောက်တယ်အီယန်နုနဲ့ AC မီလန်တွေ့တယ်
ပထမအကြော့မှာတော့ပြင်တို့ကအိမ်ဝဲမှာ1-0နဲ့နိုင်ခဲ့တယ်။ AC ကဒုတိယအကြော့မှာပြန်နိုင်မှာပေါ့ဆိုပြီးကျွန်တော်တို့တွေးခဲ့ပြီမဲ့အဲ့ဒီကွဲမှာ1-1နဲ့တည်ကျသွားခဲ့တယ်။နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ဂျိုမက်တက်နဲ့ PSV ပွဲမှာလည်းဂျိုမက်တက်ကအိမ်ဝဲမှာ2-1နဲ့တော့နိုင်ထားတာဗျ။ဒါပေမဲ့ PSV ရဲ့အိမ်ဝဲမှာ3-1နဲ့ပြန်ရှုံးပြီးတော့ဂျိုမက်တက်ကဒီအဆင့်မှာခက်ခဲ့ရတယ်။နောက်ထပ်တစ်ချက်အနေနဲ့အတလန်တာနဲ့ကလပ်ဘလူးနဲ့မနစ်ကတွေ့ဆုံမှုရပေါ့နော်။အဲ့တော့ကလည်းအတလန်တာအနေနဲ့နှစ်ကြော်လုံးမှာကလပ်ဘလူးကိုရှုံးခဲ့တယ်။ဆိုတော့ဒီနှစ်မှာလည်းအင်တာမီလန်အနေနဲ့ဘိုဒိုဂလင်းကိုနိုင်မယ်ဆိုရင်တော့မှ2 9ထပ်ပိုပြတ်မယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်ဖျား20ရင်းပြီးတော့ပဲဘိုဒိုဂလင်းကိုရက်တည်မယ်ဘိုဒိုဂလင်းကအုပ်စုအဆင့်ကနေလက်ရှိအချိန်ကြီးကိုဂိုးမသွဲနိုင်တာဆိုလို့မူနာကိုနဲ့တပွဲပဲရှိရပါတော့ဆိုတော့ဒီပွဲမှာလည်းဘိုဒိုဂလင်းဂိုးရမယ်လို့ကျွန်တော်မြင်တယ်လက်ရှိ4.80ဆိုတဲ့9ပေါင်းဈေးတန်းကဘိုဒိုဂလင်းကိုဂိုးပေးထားတဲ့ဈေးတန်းဗျာဆိုတော့ဘိုဒိုဂလင်းအနေနဲ့တကူတော့ရသွားပြီဆိုလို့ရှိရင်တော့အင်တာမီလန်အနေနဲ့4 ဂိုးသွင်းမှကြီးဖြည့်အောင်ပါပေါ့နော်ဆိုတော့ကျွန်တော်ဒီပွဲမှာတော့အင်တာမီလန်4 ဂိုးထိတော့သွင်းနိုင်မယ်လို့မထင်ဘူးကျွန်တော်ဘိုဒိုဂလင်းကိုပဲရွေးချယ်ချင်တယ်နောက်ဆုံးပွဲတင်အနေနဲ့တော့နယူကာဆယ်နဲ့ကွာတာဘက်ကပွဲကိုရွေးထားတယ်ဒီပွဲမှာနယူကာဆယ်ဘက်က2.80ဘော်ဒီကြီးပေးထားတယ်ကိုပေါင်းကြီးက4.50ဆိုပြီးတော့ပေးထားတယ်ကြဒီပွဲကိုကျွန်တော်နောက်ဆုံးမှရွေးရတဲ့အချက်ကတော့ပထမအကြော့မှာ9 ဂိုးပြတ်နဲ့နိုင်ထားလို့ပဲဆိုတော့နယူကာဆယ်အနေနဲ့ဒီပွဲမှာထိန်းကစားမှာလားတကယ်ပဲဖွင့်ကစားအောင်မှာလားဒါကတော့ကျွန်တော်တို့ခံမှန်းလို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်လူစင်းကြည့်ပြီးတော့ပဲဒီပွဲကစော့တင်တဲ့ပွဲညီကိုတို့ရှောင်မယ်ဆိုတော့ရှောင်ပေါ့လက်ရှိရဲ့အခြေအနေကကျွန်တော်သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့မနစ်ကဒီလိုမျိုးဂိုးပြတ်နိုင်ထားတာနှစ်ပွဲရှိခဲ့တယ်ကြဒီအဆင့်မှာပေါ့နော် Brass နဲ့ PSG ရဲ့ပွဲ PSG ကအဝေးပွဲမှာ0-3နဲ့နိုင်ထားတယ်အေခွင်းရောက်တော့လဲ9-0နဲ့အောင်နိုင်ထားတယ်ဗျဒါပေမဲ့နောက်တစ်ချက်အနေနဲ့ခေါင်းပုံက Sporting ကိုအဝေးပွဲမှာ0-3နဲ့နိုင်တယ်ဒါပေမဲ့အေခွင်းမှာ0-3နဲ့တေကန်သွားတယ်ဒါမျိုးအချက်တွေလည်းရှိရပေါ့နော်ဆိုတော့လက်ရှိနယူကာဆယ်ရဲ့အခြေအနေကိုနှိုင်းမယ်ဆိုလို့ရှိရင်တော့မနစ်ကဒေါမွန်ရဲ့အခြေအနေနဲ့ပဲနှိုင်းရှင်ရလိမ့်မယ်ဒေါမွန်ကမနစ်ကတော့လည်းဘွန်ဒက်စီဂါမှာတော်တော်လေးရလက်မကောင်းတာဖြစ်တဲ့ကြောင့်မလို့ဒုတိယအကြော့မှာထိန်းကန်သွားသလိုလက်ရှိနယူကာဆယ်ကလည်းဒီပွဲပြီးကန်မဲ့အေဗာတန်နဲ့ပွဲကိုပဲအားဆိုင်မယ်လို့ကျွန်တော်မြင်နေပေါ့နော်ဒါပေမဲ့တိုက်စစ်မှုအန်တိုနီဂေါ်ဒန်ကတော့ချန်ပီယံလိသွင်းကိုအများဆုံးစီးရင်မှာအမ်ဘာဘီပြီးဒုတိယပေါ့နော်ဆိုတော့အန်တိုနီဂေါ်ဒန်ကိုတော့ထည့်ပြီးတော့ဂိုးလေးတွေတော့ပေးမယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့ဆိုတော့ဒီပွဲကနယူကာဆယ်ကိုရသွားရင်ထိန်းကန်သွားမယ်လို့ပဲကျွန်တော်မြင်တယ်2-3ဒီလောက်နဲ့ပဲပွဲပြီးသွားမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်ဒီပွဲကိုတော့ကွာရာဘက်ရဲ့ဘူရောပါအတွေ့အကြုံနေတာကြောင့်မလို့ကျွန်တော် body အောက်ကိုတော့ဗတ်မခံမင်းနဲ့ကျွန်တော်ကိုအောက်လေးတွေပဲကျွန်တော်ရက်တည်ရင်လည်းပေါ့နော်ဒီပွဲကတော့ညီကိုတို့အကြိုက်တူမှာစော့ပါဆိုတော့ဒီနေ့ညအတွက်ကျွန်တော်၄ပွဲရွေးချယ်ခဲ့တယ်အက်တလက်တီကို body လီဗာပူးဆင်ကိုဘော်ဘိုဒိုဂလစ် body နဲ့နယူကာဆယ်ကိုအောက်ဆိုပြီးကျွန်တော်ရွေးချယ်ထားပါတယ်ဗျညီကိုတို့အကြိုက်တူမှာစော့ပါကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးဖို့တကူတောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ YouTube channel bio မှာရှိတဲ့ Telegram link လေးကိုလည်းjoin ပေးလို့ရပါတယ်ကျွန်တော် YouTube မှာမတင်ဖြစ်တဲ့အခါကျလို့ရှိရင်တော့ Telegram မှာပုံမှန်လေးတော့တင်ဆက်ပေးနေပါတယ်ဗျအားလုံးပဲမပေါက်ကြပါသေးဗျာ